အားလုံးပဲမင်္ဂလာခင်ဗျာကျွန်တော်ရဲ့ English for Beginners by KNS ဆိုတဲ့ YouTube channel လေးကနေကြိုဆိုပါရခင်ဗျာကျွန်တော်တို့အားလုံးအားဆိုရင်ကျောင်းမှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်အလုပ်မှာပဲဖြစ်ဖြစ်နေ့စဉ်စကားအမျိုးမျိုးပြောဆိုဆက်ဆံနေကြတာဖြစ်ပါတယ်အဲ့လိုပြောဆိုဆက်ဆံတဲ့အခါတွေမှာဆိုရင်ကျွန်တော်တို့သိကျင်တာရှိရင်မေးခွန်းတွေမေးရတာဖြစ်ပါတယ်မေးလာခဲ့ရင်လည်းကျွန်တော်တို့ပြန်ပြီးတော့ဖြေရတယ်နောက်ပြီးတော့ကျွန်တော်ပြောဆိုဆက်ဆံတဲ့အချိန်မှာဝမ်းသာဝမ်းနည်းမှုတွေအံ့ဩထိတ်လန့်မှုစတဲ့စိတ်ခံစားချက်တွေဖြစ်လာခဲ့ရင်လည်းအဲ့ဒီစိတ်ခံစားချက်တွေအလျောက်ကျွန်တော်တို့ပြောဆိုကြရတာတွေရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့နေ့စဉ်နဲ့အများပြောဆိုနေကြတဲ့ဟာတွေမှာဖြစ်ဖြစ်စာရေးသားတွေဖြစ်ဖြစ်ဆိုရင်ကျွန်တော်တို့ဝါကြတွေအမျိုးမျိုးကွဲပြားသွားကြတာဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာဆိုရင်တော့ kinds of sentences ဆိုပြီးတော့ဝါကြအမျိုးအစားများအကြောင်းကိုကျွန်တော်အသေးစိတ်ရှင်းပြသွားမှာဖြစ်ပါတယ်ကျွန်တော်ပထမဆုံးပြောပြတင်တဲ့ဝါကြအမျိုးအစားလေးကတော့ declarative sentence လို့လည်းခေါ်တယ် assertive sentence လို့လည်းခေါ်တယ်အကြောင်းအရာတစ်ခုကိုဖော်ပြသည့်ဝါကြပဲဖြစ်ပါတယ်ဒီဝါကြလေးရဆိုရင်ကျွန်တော်တို့အကြောင်းအရာတစ်ခုကိုရိုးရိုးရှင်းရှင်းပြောပြတဲ့နေရာတွေမှာသတင်းပေးခြင်းတဲ့အခါတွေမှာနဲ့အချက်လက်တစ်ခုကိုပေါ်ပြတဲ့အခါတွေမှာအမြင်တစ်ခုကိုထုတ်ဖော်ပြောဆိုတဲ့အခြေအနေတွေမှာဆိုရင်တော့ကျွန်တော်တို့ဒီဝါကြပုံစံလေးကိုအသုံးပြုတာဖြစ်ပါတယ်အဲဆိုကျွန်တော်တို့ဥပမာလေးကြည့်အောင် I'm a student ကျွန်တော်ဒီကျောင်းသားတစ်ယောက်ဖြစ်သည်The sun rises in the east နေသည်အရှိရမှာထွက်သည် My father was in the bank ကျွန်တော်ရဲ့အဖေသည်ဘဏ်မှာအလုပ်လုပ်သည်They are play football သူတို့ဘောလုံးကစားနေကြသည် Mandalay is a beautiful city Mandalay သည်လှပသောမြို့တစ်မြို့ဖြစ်သည်ကျွန်တော်တို့ဒီဥမာလေးတွေဆိုရင်เนาะကျွန်တော်တို့ပြောချင်တဲ့အကြောင်းအရာတစ်ခုကိုဒါမှမဟုတ်သတင်းအချက်လက်တစ်ခုကိုကျွန်တော်တို့ရိုးရှင်းရှင်းပြောဆိုထားတဲ့ဝါကြကလေးဖြစ်ပြီးတော့ဒီဝါကြအမျိုးအစားလေးတွေကိုကျွန်တော်တို့ declarative sentence or assertive sentence လို့ခေါ်တာဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ဝါကြပုံစံလေးတစ်မျိုးကတော့ interrogative sentence လို့ခေါ်တဲ့မေးခွန်းမေးမြန်းသည့်ဝါကြပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ interrogative sentence ကိုကျွန်တော်ဘယ်နေရာမှာအသုံးပြုလဲဆိုရင်တော့ကျွန်တော်တို့တစုံတစ်ယောက်ကိုမေးခွန်းမေးမြန်းလို့တဲ့အခါတွေမှာဆိုရင်တော့ကျွန်တော်တို့ဒီဝါကြပုံစံလေးကိုအသုံးပြုရတာဖြစ်ပါတယ်ဒီဝါကြပုံစံလေးကိုအသုံးပြုတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ sentence ရဲ့အဆုံးလေးမှာဆိုရင်တော့ကျွန်တော်တို့ question mark လေးကိုအမြဲတမ်းအသုံးပြုပေးရတာဖြစ်ပါတယ်ကျွန်တော်တို့ဒီ interrogative sentence ပုံစံအမျိုးအစားလေးမှာဆိုရင်တော့ကျွန်တော်တို့နှစ်ပိုင်းထပ်ပြီးတော့꿰ချထားပါတယ်ပထမတစ်ပိုင်းကတော့ကျွန်တော်တို့ yes no question လို့ခေါ်ပါတယ်ဒီ question အမျိုးအစားလေးကတော့ကျွန်တော်တို့မေးခွန်းမေးမြန်းလိုက်တဲ့အခါမှာဆိုရင်ကျွန်တော်တို့ yes ဒါမှမဟုတ် no ဆိုပြီးတော့ပြန်ပြီးဖြေရတယ်မေးခွန်းပုံစံလေးပဲဖြစ်ပါတယ်အဲဆိုကျွန်တော်ဥပမာလေးကြည့်အောင် Are you a student မင်းကကျောင်းသားတစ်ယောက်လားအဲဆိုကျွန်တော်တို့ပြန်ဖြေတဲ့အချိန်မှာဆိုရင် yes I am ဟုတ်တယ်ကျွန်တော်ကကျောင်းသားတစ်ယောက်ပါဆိုပြီးတော့ပြန်ဖြေရတာဖြစ်ပါတယ်နောက်ဥပမာလေးကြောင်းကြည့်အောင် Do you like coffee မင်း coffee ကြိုက်လား Yes I like ကျွန်တော်ကြိုက်ပါတယ်အဲ့လိုမကြိုက်ဘူးဆိုရင်တော့ကျွန်တော်တို့ no I don't ကျွန်တော်မကြိုက်ဘူးဆိုပြီးတော့ဒါဒီမေးခွန်းလေးရဆိုရင်တော့ကျွန်တော်တို့ yes no ဆိုပြီးတော့ပြန်လဲဖြေကြရတယ်မေးခွန်းပုံစံအမျိုးအစားလေးပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်မေးခွန်းပုံစံလေးတစ်ခုကတော့ကျွန်တော်တို့ WH question လို့ခေါ်ပါတယ်ဒီ WH question ဆိုတဲ့အမျိုးအစားလေးမှာဆိုရင်တော့ကျွန်တော်တို့ what where when why who which how လို့စတဲ့ဒီစကားလုံးလေးနဲ့စတင်ပြီးတော့မေးမြန်းရတဲ့မေးခွန်းပုံစံလေးပဲဖြစ်ပါတယ်အဲဒါဆိုဥပမာလေးကြည့်အောင်What's your name မင်းနာမည်ဘယ်သူလဲ Where do you live မင်းဘယ်မှာနေလဲဆိုတာဒါ WH question ရဲ့ဥပမာလေးပဲဖြစ်ပါတယ်အဲဆိုကျွန်တော်တို့ interrogative sentence ရဲ့ဥပမာပုံစံလေးတွေကိုကျွန်တော်တို့ရေးကြည့်ကြမယ် What's his name သူ့နာမည်ဘယ်သူလဲ Where does he live သူဘယ်မှာနေတာလဲ When will you can မင်းဘယ်ချိန်လာမှာလဲ Why are you late မင်းဘာကြောင့်နောက်ကျလာလဲAre you a student မင်းကကျောင်းသားတစ်ယောက်လားဒါဒီပုံစံလေးရဆိုရင်တော့ကျွန်တော်တို့ interrogative sentence လို့ခေါ်တဲ့မေးခွန်းမေးမြန်းသည့်ဝါကြရဲ့ပုံစံမျိုးစားလေးပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဝါကြပုံစံမျိုးစားလေးတောင်းတတစ်မျိုးကတော့ကျွန်တော်တို့ imperative sentence လို့ခေါ်ပါတယ် imperative sentence ဆိုတာကတော့ကျွန်တော်တို့အမိန့်ပေးတောင်းပန်စေခိုင်းပန်ကြားသည့်ဝါကြအမျိုးစားပဲဖြစ်ပါတယ်ဒီဝါကြအမျိုးစားလေးကိုဆိုရင်တော့ကျွန်တော်တို့တစုံတစ်ယောက်ကိုကျွန်တော်တို့အမိန့်ပေးတဲ့အချိန်တွေမှာဒါမှမဟုတ်ရင်တစ်ခုကိုတောင်းဆိုတဲ့အချိန်တွေမှာဒါမှမဟုတ်ရင်အကြံပေးတဲ့အချိန်တွေမှာဒါမှမဟုတ်သတိပေးတဲ့အချိန်တွေမှာဒါမှမဟုတ်ရင်ဖိတ်ခေါ်တဲ့အချိန်တွေနဲ့ကျွန်တော်တို့ညွှန်ကြားရန်အသုံးပြုတဲ့ဝါကြအမျိုးစားပဲဖြစ်ပါတယ်အဲဆိုကျွန်တော်တို့ဥပမာလေးကြည့်အောင် Open the windows ပရင်းမောက်ကိုဖွင့်လိုက်ပါ Please sit down ကျေးဇူးပြုထိုင်ပါ Study hard စာအုပ်ကြိုးစားလေ့လာပါ Don't run in the classroom စာသင်ခန်းထဲမှာမပြေးနဲ့ Be careful သတိထားပါဒါဒီဝါကြပုံစံလေးတွေကတော့ကျွန်တော်တို့ဒါတစုံတစ်ယောက်ကိုကျွန်တော်တို့အမိန့်ပေးတဲ့အခါမှာစိတ်ခိုင်းတဲ့အခါတွေမှာဒါအသုံးပြုတယ်ကျွန်တော်တို့ဝါကြအမျိုးအစားလေးပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ sentence အမျိုးအစားလေးကိုအသုံးပြုတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ subject ကိုမရေးဘဲနဲ့ခြံထားလေးရှိပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဒီ sentence ရဲ့အစတွေမှာဆိုရင်တော့ကျွန်တော်တို့ verb ဆိုတဲ့ကရိယာနဲ့စတင်ပြီးတော့အသုံးပြုလေးရှိပါတယ်နောက်ထပ်ဝါကြအမျိုးအစားပုံစံလေးတစ်ခုကတော့ကျွန်တော်တို့ exclamatory sentence အာမေရိဝါကြလို့ခေါ်တာဖြစ်ပါတယ်ဒီဝါကြအမျိုးအစားလေးကိုတော့ကျွန်တော်တို့ဘယ်နေရာမှာသုံးလဲဆိုရင်တော့ကျွန်တော်တို့တစုံတစ်ခုကိုအံ့ဩသွားတဲ့အခြေအနေတွေဒါမှမဟုတ်တစ်ခုခုကိုဝမ်းသာသွားတဲ့အခြေအနေတွေဝမ်းနည်းသွားတဲ့အခြေအနေတွေနဲ့တစ်ခုခုကိုကြောက်ရွံ့သွားတဲ့အခါတွေမှာဒါမှမဟုတ်ရင်စိတ်လှုပ်ရှားမှုဖြစ်နေတဲ့အခါတွေမှာနဲ့ဒေါသဖြစ်နေတဲ့အခြေအနေမှာဆိုရင်တော့ကျွန်တော်တို့စိတ်ကနေပြီးတော့ပြင်းထန်တဲ့ခံစားချက်နဲ့
ပြောဆိုတဲ့အခါဒီမှာဆိုရင်တော့ကျွန်တော်တို့ဒီဝါကြအမျိုးအစားလေးကိုအသုံးပြုတာဖြစ်ပါတယ်ကျွန်တော်တို့ဒီဝါကြအမျိုးအစားလေးတွေကိုအသုံးပြုတဲ့အခါမှာဆိုရင်တော့ကျွန်တော်တို့ဝါကြရဲ့အဆုံးမှာဆိုရင်တော့ exclamation mark လို့ခေါ်တဲ့အာမေရိတ်သင်္ကေတလေးကိုကျွန်တော်တို့အသုံးပြုပေးရတာဖြစ်ပါတယ်ဒီဝါကြရဲ့အစမှာဆိုရင်တော့ကျွန်တော်တို့ what ဒါမှမဟုတ် how ဆိုပြီးတော့ဒီစကားလုံးလေးနဲ့စတင်ပြီးတော့အသုံးပြုလို့ရှိပါတယ်အဲဆိုဥပမာလေးကြည့်အောင် what a beautiful day it is ဒီနေ့ကဘလောက်လှပတဲ့နေ့လေးတစ်နေ့လဲ how fast he runs သူပြေးတာဘလောက်တောင်မြန်လိုက်တယ်လဲ what a delicious meal this is ဒီအစားတော့ကဘလောက်တောင်အရသာရှိလိုက်တယ်လဲ how happy we are ငါတို့ဘလောက်တောင်ပျော်ရွှင်နေကြတယ်လဲ oh you did a great job ဝါမင်းအရန်ကောင်းတဲ့အလုပ်ကိုလုပ်နိုင်ခဲ့တာပဲဒါဒီဥမာလေးတွေဆိုရင်တော့ဒါ exclamatory sentence ရဲ့ဒါဥမာလေးပဲဖြစ်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာဆိုရင်တော့ဒါဝါကြအမျိုးအစားတွေကိုကျွန်တော်ဥမာလေးနဲ့ဒါအသေးစိတ်ရှင်းပြခဲ့တာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ